အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းချန် Black Tiger MVD တက်ဖွဲ့ရဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ညောင်မဟာမိတ် Ryan Brother Defense Force RPD ကဖြစ်ပါတယ်အခုဆိုမှတော့ကျွန်တော်တို့ရဲ့သမရာကြီးပေါ့နော်သမရာကြီးဦးမင်းကိုကျွန်တော်တို့စစ်အုပ်စုကနေပြီးတော့ပေါ့နော်နေအကျော်အကျယ်ကျုပ်ပေါ့နော်လုံခြုံရေးနဲ့လွတ်ပေးလိုက်တယ်ပေါ့ဗျာတကယ်တမ်းတော့ဒီလွတ်ပေးလိုက်တယ်ပေါ့နော်လွတ်ပေးမှုကအမှန်တကယ်လွမြောက်မှုမဟုတ်ပါဘူးဘယ်လိုပြောရမလဲအချုံနောင်ကြီးရှိနေသေးပေါ့နော်ကျွန်တော်တို့လူမျိုးမှုဖြစ်ပါတယ်တကယ်အမှန်တကယ်လူမျိုးမှုအစစ်မှန်လွတ်လပ်မှုကိုရရှိဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တိုက်ထုတ်နိုင်မှာရပါမယ်ဒါကြောင့်မလို့ကျွန်တော်တို့ပေါ့နော်ဒီအာဏာရှင်စနစ်တစ်ခုလုံးကိုတိုက်ထုတ်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုလိုချင်တဲ့ကျွန်တော်တို့ပေါ့နော် PDF တွေလိုချင်တဲ့ပေါ့နော်အာဏာရှင်စနစ်ပြတ်သုံးသည့်အထိကျွန်တော်တို့တိုက်ထုတ်ပြီးတော့အမှန်တကယ်လွတ်လပ်မှုကိုရရှိအောင်ကျွန်တော်တို့အတူတူကြိုးစားကြမယ်လို့ဒီနေရာကနေပြီးတော့ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့သမရာကြီးကိုလည်းကျွန်တော်တို့ဒီနေ့ဒီချိန်ထိပေါ့နော်သမရာအဖြစ်ကျွန်တော်တို့အတိအမှတ်ပြုနေသေးပဲဖြစ်ပါတယ်ကျွန်တော်တို့အာဏာရှင်စနစ်အမြင့်ပြတ်ကြာဆုံးသည့်အထိတိုက်ထုတ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒါ Ryan Brother Defense Force RPD ရဲ့တစ်ဖက်ဖြစ်ပါတယ်ကျွန်တော်တို့ကလည်းခုလက်ရှိကျွန်တော်တို့ခံယူထားတဲ့သမရာကလည်းဦးမီမီဖြစ်ပါတယ်ဗျကျွန်တော်တို့ RPD ရဲ့တစ်ဖက်ကလည်းဆီယနာရှင်စနစ်မြင့်ပြတ်ကြာဆုံးသည့်အထိတိုက်ပွဲများဝင်သွားမယ်လို့ဗီတစ္ဆာပြုပါတယ်ဟုတ်ကဲ့ပါအားနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းကနေပြီးတော့ဗောနော်ကျွန်တော်တို့ PDF တွေအမှောင်ဝင်ဖို့ရက်တရားတွင်ဖိတ်ခေါ်တာရှိပါတယ်ကျွန်တော်တို့ရန်သူရေဗောနော်လက်ွက်ထဲကိုမပါပါသေးနဲ့ရန်သူဟာရန်သူအမြဲတမ်းပြီးသားနေခဲ့ပါပဲဒီကောင်တွေကဗောနော်အမြဲတမ်းသူတို့ဗောနော်အသုံးပြုတယ်ဗောနော်ဒီကျွန်တော်တို့စိုက်ဝါးတွေဗောနော်နိုင်ငံရေးချင်းတွေဗောနော်ဒီကောင်တွေအများပဲဒီအချိန်မှာထုတ်သုံးလာတာကျွန်တော်တို့တွေ့ရပါတယ်ပြည်သူတွေရောကျွန်တော်တို့လက်နက်ကင်ပေါ့နော်ကျွန်တော်တို့ PDF တွေရောတော်လိုင်းသမားတွေအားလုံးကျွန်တော်တို့ဒီအာဏာရှင်စနစ်ကိုမှောက်သိပ်ပြီးမှသာလျှင်ကျွန်တော်တို့တွေပြည်သူလူချင်းနဲ့ပေါ့နော်တကယ်လွတ်လပ်မှုကိုကျွန်တော်တို့အတူတူပြန်ပေးနိုင်အောင်ကြိုးစားရအောင်ကျွန်တော်တို့အမောင်မခိုင်းတဲ့မင်းအောင်လိုင်းကိုလည်းဘောပါပဲလို့ပြောချင်ပါတယ်ဒီညကနေပြီးတော့